တနေ့မှာကောင်မလေးတယောက်ဟာတထေးကြီးရဲ့အိမ်ကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာချစ်စရာကောင်းတဲ့ရွှေရောင်ခွေးကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ခဏအကြာမှတထေးကအဲ့ဒီခွေးကိုအဖေလို့ခေါ်လိုက်ကြတာပဲ။ဒီအဖြစ်ကိုရိပ်မိလိုက်တဲ့ကောင်မလေးခမမယုံနိုင်အောင်ထိတ်လန့်သွားပြီ။အဲ့ဒီခွေးဟာသူ့အဖေအစစ်ဟုတ်မဟုတ်ခဏမေးခွန်းထုတ်ခဲ့တယ်။တထေးကတော့စိတ်မရှိတဲ့ဟန်နဲ့ဗဇက်သိပ်ဖို့အမိန့်ပေးခဲ့တယ်။အဲ့ဒီချိန်မှာအိမ်တော်ထင်းကကောင်မလေးအတွက်အခန်းပြင်ဆင်ပြီးပြီလို့ပြောပေမဲ့တထေးကတော့သူ့အနားမှာပဲနေရမယ်လို့အတင်းအကျပ်ပြောခဲ့တယ်။ဒါကိုကြားတော့အိမ်တော်ထင်းကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုချက်ချင်းအထင်လွဲမိပါလေရော။တကယ်တော့အိမ်တော်ထင်းမတိရကတထေးဟာကောင်မလေးနဲ့9မီတာထက်ဝေးသွားတော့တဲ့ပြိုင်နက်အမြဲတမ်းခွေးအဖြစ်ပြောင်းလဲသွားမယ်ဆိုတဲ့ကျင်းစာမိနေတာပါပဲ။ဒါဟာတထေးမိသားစုရဲ့ကျင်းစာပါ။ဝန်ထမ်းတစ်ယောက်ကသူ့ကိုမျက်နှာချင်းဆိုင်မကောင်းပြောလိုက်တာနဲ့ခွေးဖြစ်သွားတတ်တာပါ။တထေးရဲ့အဖေတောင်ဝန်ထမ်းတွေနဲ့မထိတွေ့မိအောင်ခွေးအဖြစ်ပြောင်းလဲထရတဲ့နောက်ပိုင်းမှာတထေးဟာနေလိုက်လေရင်ပေါ်ကနေထိခုံပြီးအလုပ်ဆင်းခဲ့ရပါတယ်။ဒီနေ့မှာတော့သူဟာခေါမိုးအစုံမှာရက်နေတဲ့ကောင်မလေးတယောက်နဲ့ဆုံခဲ့တာပေါ့။တထေးကကောင်မလေးကိုကယ်တင်ခြင်းခဲ့ပေနဲ့ကောင်မလေးကရုတ်တရက်ကြီးကျမရဲ့တထေးကလုံးဝအသုံးမကျဘူးလို့အော်ပြောလိုက်ချိန်မှာတော့ကောင်မလေးရဲ့လက်ကိုကိုက်ထားတဲ့တထေးဟာချက်ချင်းဒိုဘမန်ခွေးကြီးအဖြစ်ပြောင်းလဲသွားခဲ့တယ်။ပိုဆိုးတာကတောက်ပါနေတဲ့ခွေးလက်ပတ်ကျိုးတစ်ချောင်းဟာကောင်မလေးရဲ့လက်ကဝက်မှာရစ်ပတ်မိသွားခဲ့တယ်။ခွေးဖြစ်သွားတဲ့တထေးခမဒေါရတကြီးနဲ့မျက်လုံးတွေကိုဖုံးအုပ်ထားလိုက်ရတယ်။လက်ခောက်ကအဲ့ဒီခွေးဟာ CEO ဖြစ်တယ်လို့ကောင်မလေးကိုရှင်းပြပေမဲ့မယုံနိုင်ခဲ့ပါဘူး။လက်ခောက်ကသူမရဲ့လက်ကဝက်ကကျိုးကိုသူမနဲ့ CEO နှစ်ယောက်တန်းပဲမြင်ရမှာဖြစ်တယ်။ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ဟာ9မီတာထပ်ပုံမဝေးရတော့ဘူးလို့ရှင်းပြလိုက်ပါတယ်။သူကဒေါရတကြီးဟောင်းနေတဲ့ဒိုဘမန်ခွေးကိုကြည့်ပြီးကောင်မလေးမှာရွံတလူလိုခံစားချက်ထင်မိတယ်။